တချို့တွေကဒီ daily need အကိတ်ခရင်လေးကိုဝယ်ထားပြီးတော့ဘယ်လိုလိမ့်ရမလဲဆိုတာမသိသေးတဲ့သူတွေရှိရပေါ့နော်တချို့ဆိုလို့ရှိရင်လည်းမဝယ်သေးဘူးဒါပေမဲ့လိမ့်နီးမသိသေးဘူးလိမ့်နီးသိချင်တယ်ဆိုတဲ့သူတွေအတွက်အမှလာပြီးပြောပြပေးမယ်ပေါ့နော်ဆိုတော့ဒါလေးကကြတော့သူကဘယ်လိုပြောမလဲရင်သားကိတ်အကိတ်ရင်သားကိတ်ဆေးပေါ့နော်ခရင်လေးပေါ့နော်ဆိုတော့ကိတ်ဆေးဆိုပေမဲ့ကွာသူကဘယ်လိုပြောမလဲအဲ့လိုမျိုးဒါကြီးကိုလိမ့်ထားတဲ့ခါမှာဆေးကိုလိမ့်ထားရတဲ့ခံစားချက်မျိုးလုံးဝမရဘူးသူကလုံးဝပေါ့နော်သူ့ရဲ့အနံ့လေးကbody lotion နဲ့ရေချိုးစက်ပြာနဲ့စက်ထားတဲ့ဂျားထဲမှာရှိတဲ့အနံ့မျိုးပေါ့နော်အဲ့တော့အမတို့ကဒါကိုလိမ့်ထားလို့ရှိရင်သူကဒီအထက်မှာဒီလိုမျိုးဖုံးလေးနဲ့တစ်ထပ်ပါသေးရနော်အဲ့တော့ဒါကိုလိမ့်ထားလို့ရှိရင်ကွာဟိုဆေးကိုလိမ့်ထားတယ်လို့မျိုးအဲ့လိုမျိုးမဖြစ်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးလေးနည်းနည်းလေးယူပြီးတော့ကိုယ့်ရဲ့ရှင်သားကိုစဝိုင်းပုံစံလေးလိမ့်လို့ရတယ်နော်ဒီမှာကြည့်သူ့ရဲ့ cream လေးကအေးလေးပဲနော်အေးလေးပဲဘာ side effect ဘာဆိုးကျိုးမှမရှိဘူးပေါ့နော်ကျန်းမာရေး FDA ထောက်ခံချက်လည်းရရှိထားပြီးသားဆိုတော့ဒါလေးကိုလိမ့်တဲ့အခါမှာဘယ်လိုလိမ့်ရမလဲဆိုလို့ရှိရင်ဘယ်လိုပြောမလဲမနေ့တစ်ချိန်ညတစ်ချိန်လိမ့်ပြီးလို့ရတယ်ဆိုတော့လိမ့်တဲ့အချိန်မှာပေါ့နော်ရေချိုးပြီးတဲ့အချိန်ကိုပိုကောင်းတယ်ပေါ့နော်ဒါကတော့လှုပ်ဝက်ချက်ပေါ့နော်ရေချိုးပြီးတဲ့အချိန်ကျတော့သူကဒီမှွှင်းညင်းပေါက်လေးတွေကပွင့်နေတာပေါ့နော်ပွင့်နေတဲ့အချိန်မှာကိုကဒီ cream လေးကိုလိမ့်လိုက်မယ်ဆိုအရန်မိုက်တယ်အဲ့တော့ခုနပြောသလိုမျိုးပဲသူ့ရဲ့အနံ့လေးကရေချိုးဆက်ပြာနဲ့ဒီပေါ့နော် lotion အနံ့လိုဘာလိုဆိုတော့ကိုကဒါကိုလိမ့်ထားပင်မဲ့ပေါ့နော်ကိုဆေးလိမ့်ထားတယ်လို့မျိုးကွာအဲ့လိုမျိုးမဖြစ်ဘူးပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲဒီဟာကိုလိမ့်ထားရပင်မဲ့ကွာစိတ်ထဲမှာတခုခုပေါ့နော်အဲ့လိုမျိုးစိတ်နှောက်ယှက်ဖြစ်တာမျိုးတည်ရမှာတချို့ဆိုလို့ရှိရင်လည်းကွာကိုယ့်ရဲ့ကောင်လေးကိုယ့်ရဲ့အမျိုးသားအဲ့လိုမျိုးတိသွားမှကြောက်တာမျိုးတွေရှိရလေအဲ့လိုမျိုးဆိုရင်လည်းသူကလုံးဝမတိတာစီရဘူးပေါ့နော်အနံ့လေးကလုံးဝတင်းလေးပဲပေါ့နော်အဲ့ဒါကြောင့်မလို့လိမ့်လို့လည်းအရန်ကောင်းတယ်ဆိုတော့အခုဆိုလို့ရှိရင်ပေါ့နော်ဒါလေးကိုလိမ့်တဲ့အခါမှာသူတို့အရင်သားကတင်းမမတင်းလေးဖြစ်လာရပေါ့နော်အဲ့တော့လိမ့်မုံလိမ့်နီးလေးကကြတော့ဒီပေါ့နော်ဘယ်လိုပြောမလဲစဝိုင်းပုံစံပေါ့နော်စဝိုင်းပုံစံကိုယ့်ရဲ့ရှင်သားကိုစဝိုင်းပုံစံလေးလိမ့်ပေးလို့ရတယ်ပြီးွားရင်ကိုယ့်ရဲ့ရှင်သားကတွဲနေရဆိုလို့ရှိရင်အောက်ကနေအပေါ်ဒီလိုပင့်တင်ပေးတဲ့ပုံစံနော်ဒီလိုမျိုးပင့်တင်ပေးတဲ့ပုံစံမျိုးနဲ့လိမ့်ဆေးနဲ့ယူပြီးတော့နော်ဆေးနဲ့ယူပြီးဒီလိုမျိုးလိမ့်လို့ရတယ်အဲ့လိုပုံစံမျိုးလိမ့်လို့ရတယ်ပေါ့နော်ပြီးရင်စဝိုင်းပုံစံလိမ့်လို့ရတယ်နော်အဲ့လိုမျိုးပြီးရင်တချို့ဆိုလို့ရှိရင်ရှင်သားနှစ်ဖက်ဝေးနေတဲ့သူတွေရှိတယ်ဟိုဘက်နဲ့ဒီဘက်ကြားထဲမှာအလဲမှာ highway လမ်းမလို့ဖြစ်နေတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုဝေးနေတဲ့သူတွေကဒီလိုမျိုးတွန်းပို့ပေးတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးလိမ့်ပေးလို့ရတယ်ဒီကောင်လေးကသူကပုံသွင်းတဲ့ခရင်လို့လည်းပြောလို့ရတယ်အဲ့တော့အခုခေတ်မှာပေါ့နော်ဆီလီကွန်တွေလည်းမထည့်ချင်ဘူးအသားနာမှာလည်းကြောက်တယ်ဒီလိုမျိုးရင်သားအတွက်လည်းပေါ့နော်ကိုကစိတ်ပူနေရတယ်ဆိုလို့ရှိရင်ဒီခရင်လေးပဲစောင်းတာလုံးဝတိတာလို့ပေါ့နော်အခုဆိုလို့ရှိရင်အမရဲ့ customer ဆိုအပြက်မခံအောင်အမရေးဆေးကမပြက်သေးဘူးဒါပေမဲ့ထပ်ဖို့ပေးပါအောင်အဲ့လိုမျိုးဖြစ်နေကြအဲ့တော့ဒါလေးကဘယ်နှဘူးမှတိတာလဲဆိုလို့ရှိရင်ဒီလိုတဘူးကုန်တာနဲ့တိတာရယ်မကုန်ခင်ပေါ့နော်အမ customer ဆိုရက်ပိုင်းနဲ့4ရက်5ရက်ပဲရှိသေးတယ်အမရေးရင်သားကတင်းလာတယ်ရင်သားကကိတ်လာတယ်အဲ့လိုမျိုးတွေလာပြောကြရပေါ့နော်အဲ့ဒါကြောင့်မလို့အရန်တိတာတဲ့ cream လေးပါနော်ဆိုတော့သူကထိုင်းနိုင်ငံကနေထုတ်တဲ့ FDA လည်းရထားပြီးသားဖြစ်တဲ့အတွက်စိတ်ချလက်ချသုံးလို့ရနောက်တစ်ခုကကြတော့ဒီ cream ပေါ့နော်အဲ့လိုမျိုး cream ထက်ပိုပြီးတော့မှရလက်နှစ်ဆရကျင်တယ်ဆိုရင်တောက်ဆေးလေးနဲ့တွဲသုံးလို့ရတယ်ပေါ့နော်ဒီတောက်ဆေးလေးကကြတော့ဟော်မုန်းအားဆေးမိန်းကလေးတွေအတွက်ဟော်မုန်းအားဆေးဟော်မုန်းဖြစ်ဆွတ်စာလေးပေါ့နော်အဲ့တော့လိုအပ်တယ်မိန်းကလေးမှန်တောက်ကိုတောက်တင်တယ်ပေါ့နော်ဘာ side effect ဆိုးကျိုးမှမရှိဘူးဆိုတော့သူကရင်လဲကိတ်တယ်တင်လဲကိတ်စေတဲ့အပြင်ကိုမှပေါ့နော်ဘာကြီးထက်ကောင်းသေးလဲဆိုလို့ရှိရင်ဒါလေးကကြတော့သူကဒီအမျိုးသမီးတွေပေါ့နော်ဓမ္မတာလာတဲ့ခါမှာကြိုက်တာခဲတာနာတာကျင်တာတွေအတွက်ကိုပါကောင်းတယ်ပေါ့နော်ပြီးွားရင်အဖြူစင်းတဲ့ခါမှာအနက်နန်တာတို့အဲ့လိုဟာတွေအတွက်အရန်ကောင်းတယ်ဒါလေးကလေပြီးတော့ညာဘက်လည်းကောင်းအိပ်ပျော်တယ်မိန်းကလေးတွေရဲ့ဘယ်လိုပြောမလဲ secret လှုပ်ဝက်ချက်အလှတရားကကြတော့ညာဘက်ကောင်းအိပ်ပျော်တာကောင်းအိပ်တဲ့ခါမှာ skin လေးကလည်းကောင်းလာတယ်ကြည်လာတယ်ပေါ့နော် glow လာတယ်အဲ့လိုမျိုးဖြစ်အောင်လို့သူကညာဘက်မှာကောင်းအိပ်ပျော်အောင်လို့သူ့ထဲမှာစနွင်းဂျင်းစင်းပါတယ်ပေါ့နော်အဲ့ဒီလိုမျိုးဘယ်လိုပြောမလဲပါဝင်ပစ္စည်းလေးအရန်ကောင်းတဲ့ခါကျတော့ဒီဆေးကလည်းအရန်ကိုဘယ်လိုပြောမလဲဘယ်လိုဈေးကြီးရယ်ကွာပြောရလို့ရှင်ဒီလားဒါပေမဲ့3000နဲ့ပေါ့နော်လုံးဝတန်လေးထုတ်ထားပြီးတယ်တောက်တဲ့သူတွေအတွက်အရန်တန်တယ်လိမ့်ဈေးလေးဆို2000ခွဲเนาะဒါကတော့မြန်မာဈေးထိုင်းဘက်ရောက်ရင်เนาะထိုင်းဈေးနဲ့ဝယ်ရရပေါ့เนาะထိုင်းဈေးနဲ့ဆိုလို့ရှိရင်ဒါလေးက399ဘတ်ဒါလေးကကြတော့299ဘတ်ပေါ့เนาะထိုင်းဘက်လည်းပို့တယ်မြန်မာဘက်လည်းပို့ပါရဲ့ရှင်အဲ့တော့ရင်သားအတွက်ရင်သားမြင်ဆက်ကိတ်ချင်တယ်ဆိုဒီတစ်စုံလေးပဲဆောင်ထားเนาะ